Okay. No ego, no salary, no complaint, just mission. ဒီကဘာကြီးမှာတရိတ်ဆိုင်ရင်လို့ဖြစ်လာရင်အိတ်စားကမှပဲပြုမှုတတ်တယ်လို့အများစုကယူဆထားကြပါတယ်။အဲ့ထဲမှာပျော်စိတ်ဆိုတဲ့တတ္တဝါကြီးမပါပါဘူး။ဟုတ်ပါတယ်။ပျော်စိတ်တွေကအပြင်းထန်အလုံးလုံးတတ်တဲ့တတ္တဝါကြီးပါ။ဒီတဘာဝကြီးရဲ့ robot system တစ်ခုကိုပြပါဆိုရင်ပျော်စိတ်တွေကိုပဲကျွန်တော်အရင်ဆုံးပြရမှာပါ။ဒီနေ့မှာတော့ပျော်စိတ်ဆိုတဲ့ insect တတ္တဝါတွေရဲ့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့တဘာဝအလေးထားလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူတို့ရဲ့အုံနောက်အရွယ်စားကအရန်သေးပြီးတော့သူတို့ကိုကြည့်လိုက်ရင်အရန်အားပြောတဲ့အကောင့်တွေလို့မြင်မိပါလိမ့်မယ်။ဒါဆိုရင်တော့မိတ်ဆွေမှားသွားပါလိမ့်မယ်။သူတို့ကစကားမပြောဘူး။ chemical communication အရာအနံ့ကိုပဲအာရုံခံပြီးတော့လှုပ်ရှားတတ်တယ်ဆိုပေမဲ့ပျော်စိတ်တစ်ကောင်ချင်းစီတိုင်းမှာကိုထူကိုထ self organize လုပ်နိုင်တဲ့ brain structure တွေပါလာပြီးသားပါ။သူတို့ခန္ဓာကိုယ်ထက်အဆ50လောက်ကြီးရဲ့အလေးချိန် weight မျိုးကိုတော့သူတို့ကသင်နိုင်ပါတယ်။နောက်ပြီးတော့သူတို့ကကျွန်တော်တို့လို8မိနစ်တက်ပါအောင်။သူတို့မှာ10မိနစ်လောက်ခဏတစ်ဖြုတ်မေးတယ်ဆိုရင်တော့ပဲရှိပါတယ်။အရန် smart ဖြစ်တာတခုကဘာလဲဆိုတော့သူတို့မှာ boss မရှိပါဘူး။ no boss ပါပျော်စိတ်အကောင့်တိုင်းကကိုယ်တိုင် self managing လုပ်နေကြတာပါသူတို့က decentralized အရန်ဖြစ်လို့နေခင်ဗျသူတို့ရဲ့ music ကငါတို့မှာ boss မရှိဘူးရတယ်ငါတို့ self coordinate ငါတို့လုပ်နေဒါငါတို့ nature တအားအနှစ်ကြရလို့ကျွန်တော်ယူဆချင်ပါတယ်ခင်ဗျပိုပြီး amazing ဖြစ်စရာကောင်းတာတခုတခုခုရေကြီးရေမြုပ်ပြီးဆိုရင်တော့မှတကောင်နဲ့တကောင်ချိတ်ဆက်ပြီးတော့ရေပေါ်မှာသွားနိုင်တာပါအရန်ကို genius ဖြစ်လို့နေလို့ကျွန်တော်မြင်မိပါတယ်နောက်ပြီးတော့သူတို့ရဲ့အိမ်ပုံစံပဲပြောနေထိုင်တဲ့ architect design ပုံစံတွေကအရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျသူတို့ရဲ့ underground cities တွေကမြေကြီးအောက်အလွှာမှာရှိတတ်ကြပါတယ်ဒါကသူတို့လေဝင်လေထွက်ကောင်းအောင်သူတို့တေချာတိဆောက်ထားကြတာပါသူတို့ရဲ့ logic thinking တွေကလူတွေအနေနဲ့အရန်နမူနာယူလို့ကောင်းလို့ပါတယ်ခင်ဗျဒါကတော့ဒီနေ့တင်ဆက်ပေးခြင်းနဲ့ကျွန်တော်တို့နေ့စဉ်ဘဝမှာတတိမထားမိပဲအခက်မသိရင်တောင်မှတက်နေမိသွားတတ်တဲ့အလုပ်အရန်စူးစမ်းကြတဲ့ပျော်စိတ်တွေရဲ့အကြောင်းတင်ဆက်လိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ